ပိုသားနဲ့ညီညီတို့ပန်းညံထဲမှာဘောလုံးကန်နေကြပါတယ်။ရိုဒီယာပိုသားကမြကင်းပေါ်မှာပြုတ်ကျနေတဲ့ညွှန်ရောင်ပတ်စံအေးလေးကိုမြင်သွားပါတယ်။ဟေးညီညီပုံမှန်ကြည်စမ်းပတ်စံအေးကြီးလို့ပိုသားကဝန်တာအားရအော်ပြောလိုက်ပါတယ်။ညီညီကနားကိုရှောက်လာရင်လည်းဟင်းဟုတ်သားပဲဘသူဟာပြင်မလဲမသိဘူးနော်လို့ပြန်ပြောပါတယ်။ပိုသားကပတ်စံအေးကိုဖွင့်ကြည့်ပြီးတော့ဟာပတ်စံနေများကြီးပဲဟာငါတို့လူချင်းနေတဲ့စပိန်ဝယ်လို့ရပြီလို့စိတ်လှုပ်ရှားစွာပြောလိုက်ပါတယ်။ဒါပေမဲ့ညီညီကတော့မျက်နှာမကောင်းပါဘူး။ဟုတ်သားဒါပေမဲ့ဒါကငါတို့ပတ်စံအိမ်မှာမဟုတ်တာ။ပိုင်ရှင်ကအခုဆိုစိတ်ပူနေမှာဘောလို့ဖြောင်းပြပါတယ်။ဟုတ်သားကခဏလောက်တွေ့ဝေသွားပြီးတော့အဲ့ဒါတော့ဟုတ်တယ်။ဒါပေမဲ့ဘသူဟာမှငါတို့မှမသိတာလို့ပြန်ဖြေပါတယ်။အထဲမှာမှတ်ပုံနေဖြစ်လိမ့်စာဖြစ်ပါမလားရှာကြည့်အောင်လို့ညီညီကအကြံပေးပါတယ်။သူတို့ရှာကြည့်လိုက်တဲ့အခါမှာပတ်စံအိမ်ထဲမှာဖိုးဖိုးတယောက်ရဲ့ဓပုံနဲ့လိမ့်စာကလေးကိုတွေ့သွားရပါတယ်။သူတို့နှစ်ယောက်ဖိုးဖိုးအိမ်ကိုသွားကြတဲ့အခါဖိုးဖိုးကသူ့အိမ်ရှိမှဆွေးအိမ်တကြီးနဲ့တစ်ခုခုကိုလိုက်ရှာနေတာကိုတွေ့ရပါတယ်။ဖိုးဖိုးပါရှာနေတာလဲလို့ဖိုးသားကမေးလိုက်ပါတယ်။ဒီလိုနဲ့ဖိုးဖိုးကပတ်စံအိမ်ပျောက်သွားလို့ဘာလို့ပြန်ဖြေခဲ့ပါတယ်။အထဲမှာဆေးဘိုးတွေရောရေးကြီးဆောက်ရွက်တွေရောပါသွားလို့စိတ်မကောင်းစွာနဲ့ပြန်ဖြေခဲ့ပါတယ်။အဲဒီကညီညီကပြုံးပြီးတော့ဒီမှာပါဖိုးဖိုးပန်းညံထဲမှာကြံခဲ့တာကျွန်တော်တို့တွေ့လို့လာပေးတာပါလို့ပြောပြီးတော့ပတ်စံအိမ်ကိုကမ်းပေးလိုက်ပါတယ်။ဖိုးကရန်ဝါသားသွားပြီးတော့ကျေးဇူးတင်လိုက်တာမြည်တို့ရဲ့မင်းတို့ကတကယ်ကိုရိုးသားတဲ့ကလေးလေးတွေပဲလို့ချီးကျူးစကားပြောပါတယ်။ဖိုးသားကတော့ရှက်ပြုံးလေးပြောရင်းနဲ့ကျွန်တော်စားကတော့စပိန်ဝဲကျင်လို့ယူသွားမလို့ပဲ။ဒါပေမဲ့အခုလိုပြန်ပေးလိုက်ရတာကပိုပြီးစိတ်ချမ်းသာဖို့ကောင်းမှန်းသိသွားပြီလို့ပြောလိုက်ပါတော့တယ်။